နေဒီနေ့တရက်ဒီငါပြီလောက်ပါမယ်ရှင်တရက်ဒီရင်ခွဲတရက်ဒီပေါ့နော်တရက်ဒီငါပြီတော့ရင်ခွဲတရက်ဒီလောက်တော့ကောင်းတယ်ချစ်ချင်လေးပေါ့နော်အဲ့ဒါလေးကိုမမလေးပစုံကြောင်းနဲ့အစပတင်နဲ့ငါပြီနဲ့လောက်စားပါမယ်ရှင်ဒါကပပန်းဖြူအပွေတာခရမ်းရောင်လေးဒါလေးပြုတ်တုတ်ပါမယ်ရှင်တရက်ဒီငါပြီတော့မယ်ပပန်းဖြူလေးပြုတ်တုတ်မယ်ဘူးညို့သစီနဲ့ပပန်းဖြူနဲ့ပြုတ်တုတ်ပါမယ်ရှင်တရက်ဒီငါပြီမတော့ခဲ့မမလေးဒါကြက်တညင်းရွက်ပေါ့နော်ဒါကြက်ရိုးလေးနဲ့ခင်းရည်လေးချက်စားပါမယ်ရှင်ဒီနေ့ကတော့အသားငါမပါအယိုးလေးအရွက်တွေကြီးပဲပေါ့ဒီကြက်ရိုးမမလေးပြုတ်တာကြက်ရိုးကြက်ပြီးဆိုဒီကြက်တညင်းရွက်လေးထည့်လိုက်ပါမယ်ရှင်ဒီဟင်းချိုက်ပါမမလေးတရက်ဒီငါပြီးတော့မယ်တိုးစရာလေးပြုတ်ပါမယ်ရှင်ကြက်တညင်းရွက်ရပြီဆိုတော့ဒီမမလေးတရက်ဒီငါပြီးတော့ပြင်လိုက်ပါအောင်မယ်ရှင်အဲ့ဒီတရက်ဒီငါပြီးတော့မှတရက်ဒီအခွန်ထွန်လာအဲ့ဒါလေးချစ်လိုက်ပါမယ်ရှင်တရက်ဒီတောတော့ထည့်များမှာဆိုတော့နှစ်လုံးတော့ပဲရင်တော့ချစ်လိုက်ပါမယ်ရှင်ချစ်ပြီးတော့ထောင်းစားပါမယ်တရက်ဒီငါပြီးထောင်းနဲ့ဘူးညိုပြုံးနဲ့ပပန်းဖြူနဲ့တို့စားပါမယ်ရှင်ဒီနေ့ကတော့ဘာမှမရှိပါဘူးရှင်ဝဲတရက်ဒီကောင်းနေရောပါတရက်ဒီငါပေးတော့မမလေးရမ်းကြိုက်တယ်တရက်ဒီတီးတဲ့ချက်တော့တရက်ဒီငါပေးပေါင်းစားအရမ်းကောင်းမမလေးဒါတရက်ဒီနှစ်လောက်ချစ်ပြီးအဲ့တရက်ဒီကိုလည်းအရမ်းချစ်မှာဆိုလို့ဒီတရက်ဒီကိုမမလေးရေတယ်ညှင့်ထုတ်လိုက်ပါမယ်ရှင်ရေမညှက်တော့ရင်ခွဲတရက်ဒီဆိုတော့အရမ်းချစ်မှာဆိုလို့လေရေတို့တရက်ဒီရေတယ်ဆင်အောင်ညှင့်ထုတ်လိုက်ပါမယ်ရှင်ညှင့်ပြီးမှပစုံကြောက်တယ်ငါပိတ်တယ်ထည့်ပြီးထောင်းပါမယ်ရှင်တရက်ဒီအရေးတယ်ရှင်ခွဲတရက်တည်းအရန်ချင်တော့အရေးလေးညှက်ထုတ်လိုက်ပါမယ်ရှင်ကဲရေတယ်ညှက်ထုတ်ပြီးဆိုလို့ချင်းဒါမမလေးထောင်းပါမယ်ရှင်ထားဖို့ပြင်လိုက်ပါမယ်ကြက်တုံဖြူလေးပစုံကြောက်တယ်မမလေးရင်တော့ထောင်းလိုက်ပါမယ်ရှင်မမလေးမှာတရက်ဒီငါပိထားပါမှာငါပိဖောက်ထားတယ်ငါပိရဲ့စပနေပပလိတာနဲ့ငရုတ်ဒီရဲ့မှာကြက်တုံဖြူရဲ့အရင်ဆုံးညအောင်ထားလိုက်ပါမယ်ရှင်ဒါလေးညမှာတရက်ဒီချစ်လာတဲ့ဟာလေးထည့်ပါမယ်ရှင်ဒါလေးညထားတာပစုံကြောင့်ရေးစိတ်တာအများကြီးပဲတရက်ဒီချစ်မှာဆိုတော့ပစုံကြောင့်လေးပါထောင်းထည့်ပါမယ်ရှင်အင်းတော့ဒါလေးတွေညအောင်ရင်တော့ထောင်းလိုက်ပါမယ်ဒါလေးညမှာတရက်ဒီချစ်လာတဲ့ဟာထည့်လိုက်ပါမယ်ရှင်ဒီမမလေးထားတော့တိုက်ထောင်းစားခြင်းပါအရန်ထောင်းစားမယ်တယ်အရန်စားတော့ကောင်းတယ်မမလေးဆိုအရန်ကြိုက်တယ်ပြီးတော့တရက်ဒီတီးတဲ့ချက်ဆိုမမလေးတရက်ဒီငါပြီးတော့အမြဲထောင်းစားတယ်ဒီမှာမမလေးထားတာငရုတ်တီးတွေပစုံကြောင်းတယ်အကောင်ညက်သွားပြီပေါ့နော်ငပိလေးအကောင်ညက်သွားပြီဆိုမမလေးမှာတရက်ဒီချစ်လာတဲ့ဟာလေးကိုထည့်ပါမယ်ရှင်တရက်ဒီချစ်လာတဲ့ဟာလေးကိုထောင်းထည့်မယ်ရက်ဒီချလာတဲ့ထဲမှာစားလေးနည်းနည်းထည့်အချိုးမောက်လေးနည်းနည်းထည့်ပါမယ်ရှင်အဲဆိုတော့ဒီမမလေးအကတော့တမထားပါမယ်ရှင်အကတော့တမပြီးဆိုလို့ဒီမှာတိုးစရာလေးတဲ့အရင်လေးကြက်သွားရင်ပပန်းကြီးကလေပြုတ်လာတော့ခရမ်းရောင်လေးဖြစ်သွားပါတော့ပပန်းကြီးအပွေတွေကချွတ်ချွတ်လေးနဲ့အရန်စားလို့ကောင်းတယ်တော့တမအစွန်းလေးနဲ့မှွေလိုက်ပါမယ်ရှင်စီလောမပါတရက်တင်ငါပြီးတာနဲ့တိုးစရာလေးနဲ့ဟင်းရည်လေးနဲ့ဒီနေ့ကတော့မမလေးရမနဲ့စားဒါလေးအရွက်လေးတွေနဲ့ပဲစားပါမယ်ဆင်အသားဟင်းပါထူးမှမပါဒီမနဲ့ကတော့ကဲဒီမှာမမလေးရတရက်တင်ငါပြီးတာရတော့ပါပြီရှယ်ပဲရက်ဒီငါပြီးတာရတော့ဆိုမမလေးပကံနဲ့အားထည့်လိုက်ပါမယ်ရှင်ပကံနဲ့အားထည့်ပြီးစားလို့ရပါပြီကဲဒီငါပြီးတာရှယ်ပဲနော်ရှယ်ပဲရက်ဒီငါပြီးတာချစ်ချင်းဆက်ဆက်
ဒီမျိုးတရက်တီးတဲ့ချက်မှာငါလည်းထားတော့လိုက်ထောင်းထားကြည့်ပါအရန်စားလို့ကောင်းတယ်အရန်သမင်းစားလို့မိတ်နေစီတဲ့လောကမပါပဲနဲ့စပလင်လေးနဲ့အမျိုးပစုံကြလေးနဲ့ထောင်းစားအရန်စားလို့ကောင်းတယ်တရက်ဒီငါပြတောင်ရသွားပြီဆိုရင်တိုးထရလေးနဲ့သမင်းစားဖို့ပြင်လိုက်ပါဦးမယ်ရှင်အကောပြီးစီးသွားဆိုမမလေးသမင်းစားပါတော့မှတရက်ဒီငါပြရဲ့ဘူးညို့ရဲ့ပပန်းဖြူပပန်းပွေပေါ့နော်ပပန်းပွေရဲ့ဒါကြက်တငင်းရွက်နဲ့ကြက်ရိုးနဲ့ချက်လာတာပေါ့နော်အဲ့ဒါနဲ့စားပါမယ်ဒီနေ့ကတော့ဒီနဲ့သမင်းအများကြီးပဲချက်လာဒီနေ့ကတော့သမင်းစားမိတ်မှတည်ကြတယ်တရက်ဒီငါပြတရက်ဒီငါပြအများကြီးပဲတရက်ဒီနှလုံးလုံးတယ်ဒီတော့လေးကပြုတ်လာတော့မှကြည့်အောင်ခရမ်းရလေးဖြတ်သွားတယ်သူကတိုးတော့ကောင်းလားချို့တော့ပြုတ်လာတော့ရန်တိုးတော့ပါပပန်ပွေရန်တိုးတော့ပါခုညရွာမှာဆိုတော့ပေါ်နေပါဒီမှာတော့ဝယ်ရပါကကြီး900ဘာပူကြိုက်တယ်မမလည်းအရန်စားလို့ကတော့တည့်တဲ့ငါပေးနဲ့ဒီမျိုးတို့စရာလေးနဲ့ရှယ်ပဲစီပြဟင်းမဆိုရင်စားရတာအခုချက်အရန်ပူတော့စီပြဟင်းတွေကစားလို့မကောင်းဒီလိုစီမပါတဲ့ဟင်းတွေပဲစားလို့ကောင်းတယ်နော်